ဟုတ်မယ်မင်္ဂလာပါမိုးဆက်စေပါဆက်စစ်ရှင်နေရှင်းရလုပ်ပေးချင်တာလေးကတော့မင်းနောင်သောနေအောင်ကိုရဲ့အခန်း2ရဲ့ grammar ရှင်းလင်းချက်လေးပဲဖြစ်ပါတယ်အဲ့ဒါဆိုဆက်စစ်နဲ့အတူတူအခန်း2 grammar လေးတွေကိုလေ့လာကြည့်ရအောင်နော်အဲ့တော့အခန်း2မှာစစေတို့ကဘာတွေကြက်ခဲ့ရလဲပေါ့နော်အဲ့တော့ခိုတိုဘာဆိုတဲ့ vocabulary လေးတွေမှာဘာတွေကြက်ခဲ့ရလဲဆိုတော့တက်မဲ့စကားလုံးလေးတွေကိုကြက်ခဲ့ရတယ်ဥပမာစာအုပ်တို့ဘောပင်တို့စပွဲတို့နော်အဲ့လိုမျိုးတက်မဲ့ပစ္စည်းလေးတွေကိုကြက်ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီအခန်းမှာကျတော့တက်မဲ့အရာဝတ္ထုလေးတွေနဲ့ပတ်သက်ပြီးတော့grammar လေးတွေသင်ရမှာပေါ့နော်အဲ့တော့ဘာအသုံးလေးသင်ရလဲဆိုတော့ခိုတိုဘာရှင်းတော့ကလည်းရှင်းပြခဲ့တယ်ပေါ့နော်ခိုတွေတို့ဆိုတွေတို့အားတွေဆိုတဲ့အသုံးပေါ့နော်အဲ့တော့ဒီမှာဆိုရင်0ပထမအဆုံးတွေ့ရမှာလေးကတော့ခိုတယ်ပေါ့နော်ခိုရဲဆိုတာကဒီအရာဒီဟာဆိုပြီးတော့ခိုတိုဘာမှာလည်းရှင်းခဲ့တယ်ပေါ့နော်အဲ့တော့ကိုယ့်လက်ထဲမှာရှိနေတဲ့အရာဝတ္ထုတစ်ခုခုကိုဘာလို့သုံးလဲဆိုတော့ခိုရဲလို့သုံးလို့ရတယ်ပေါ့နော်ပြီးတော့ကိုယ့်နဲ့အနည်းဆုံးမှာရှိနေတဲ့အရာဝတ္ထုတစ်ခုခုဆိုရင်တော့0ဘာလို့သုံးပြရလဲဆိုတယ်လို့သုံးပြရပါတယ်ဟိုအဝေးကအရာဝတ္ထုမျိုးဆိုရင်တော့ဘာလို့သုံးပြလဲဆိုတော့အားတယ်လို့သုံးပြရပါတယ်ခိုတယ်ဆိုတဲ့အားတယ်ဆိုပြီးသုံးမယ်ပေါ့နော်အဲ့တော့ကြိုက်တဲ့တစ်ခုသုံးအောင်ပါပဲဒီသုံးခုလုံးကိုတောက်လျှောက်ပြီးခြာရေးစရာမလိုပါဘူးเนาะအဲ့တော့စစ်စစ်တို့အခန်း1မှာသင်ခဲ့ရတဲ့ pattern လေး noun 1 noun test pattern noun သည် noun ဖြစ်သည်ဆိုတဲ့ pattern မှာပဲဒီ pattern ကိုပဲပြန်သုံးပါပါဒါပေမဲ့အရှိအခန်းမှာတော့ကလူတွေနဲ့ပတ်သက်တာသုံးခဲ့တာပေါ့နော်ဒီမှာတော့တက်မဲ့နဲ့ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေကိုသုံးပြမှာပါအဲ့တော့ဒီအရှိမှာကိုကြီးညွှန်းကျင်တဲ့ဟာပေါ့နော်ကိုလက်ထဲမှာရှင်ခိုတွေအနီးမှာရှင်ဆိုတွေအဝေးမှာရှင်အားတွေဆိုတဲ့စကားလုံးလေးတစ်လုံးကိုသုံးပြီးတော့နောက်ကသည်အဲ့ဒီဟာသည် noun ဖြစ်သည် noun ဖြစ်ပါတယ်လို့ပြောချင်တဲ့အခါမှာဒီ pattern လေးကိုသုံးပြရပါမယ်နော်အဲ့ဒီဟာဟိုကဟာကတော့ noun ဖြစ်တယ်ပေါ့ဥမာဒါကကိုယ့်လက်ထဲမှာကိုယ်တခုခုကင်ထားမယ်ပေါ့ထားပါတော့ဘောပန်ကိုကင်ပြီးတော့ဒါသည်ဘောပန်ဖြစ်သည်ဒါမျိုးပြောလို့ရတယ်ပေါ့နော်ခိုရေဝဘူရူပန်ဒက်စ်ဒါမျိုးပြောတာပါအဲ့တော့ဒီဆိုရင် particle ပါလေးသုံးပါလဲဝဖြစ်သည်ဆိုရင် dets ဒါအရှိအခန်းမှာသင်ခဲ့တဲ့အတိုင်းပဲပေါ့နော်ကဲအဲ့ဒါကိုစင်စေတော့မေးခွန်းမေးမယ်အဲ့တော့စင်စေအခုပြောနေတဲ့ဒီဟာတို့ဟိုဟာတို့ဟိုကဟာတို့ဖြစ်တဲ့ကြောင့်ဒါကတက်မဲ့ပစ္စည်းတွေဖြစ်တဲ့ကြောင့်မလို့စင်စေတို့ကမေးခွန်းမေးတဲ့အခါမှာဘာလဲလို့မေးရပါမယ်เนาะဘာလဲလို့မေးတဲ့အခါမှာမေးခွန်းစလုံးလေးဒါလေးသုံးပြရလဲဆိုတော့ nan ဆိုတဲ့အသုံးလေးသုံးပြရပါတယ် nan desk ကပေါ့နော်ဘာလဲလို့ပြောတဲ့အခါမှာ nan desk ကနဲ့မေးပြရမယ်ဥမာကိုယ့်လက်ထဲမှာကိုင်းပြီးတော့ကိုကဒီဟာကိုဘာမှမသိဒါကဘာလဲဆိုခိုးလေးဝါ nan desk ကပေါ့နော်ဟိုဟာကဘာလဲဆိုရင်ဆိုလေးဝါ nan desk ကဟိုကဟာဘာလဲဆိုရင်တော့အားလေးဝါ nan desk ကဆိုပြီးတော့သုံးပြရပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာလေဥပမာလေးကိုတစ်ချက်ကြည့်ကြည့်အောင်နော်ခိုးလေးဝါ nan desk ကဆိုပြီးစကြတစ်ခုခုကိုကင်ပြီးမေးလိုက်တယ်ပေါ့နော်ဒါကဘာလဲဆိုတော့ तू ကမဂဇင်းဖြစ်နေတဲ့အခါကျဘာလို့ပြန်ဖြေလဲ zashi desk မဂဇင်းပါလို့ပြန်ဖြေပါတယ်เนาะအကဲမြန်စစရခဲသားဘောပင်ကိုဘာမှမသိဘူးပေါ့เนาะကင်ပြီးတော့ဒါကဘာလဲလို့မေးမယ်ခိုးလေးဝါ nan desk ကဒါဆိုရင် तू ကပြန်ဖြေမှာပေါ့ခဲသားဘောပင်ကရှာပူပန်ရှိလို့ဆိုတော့ရှာပူပန်ရှိလို့ desk ဆိုပြီးတော့ပြန်ဖြေမှာပေါ့ဟုတ်ပြီเนาะအဲ့တော့ဘာလဲလို့မေးခြင်း nan နဲ့မေးရတယ်เนาะ nan desk ကတက်မဲ့ပစ္စည်းဖြစ်တဲ့ကြောင့် nan နဲ့မေးရပါမယ်ခိုးလေးဆိုတဲ့အားတွေတော့ကတော့ခိုးလေးဆိုတာကိုလက်ထဲမှာကင်ထားရင်ခိုးလေးအနီးမှာရှိနေတဲ့အရာဝတ္ထုဆိုရင်ဆိုလေးဟိုအဝေးမှာရှိနေတဲ့အရာဝတ္ထုဆိုရင်တော့အားတွေလို့သုံးပြရပါမယ်ရမယ်နော်Okay ဒါကတော့ဘာလဲလို့မေးတဲ့မေးခွန်းပုံစံမျိုးပေါ့နော်နံပါတ်1 grammar pattern Okay နံပါတ်2 grammar pattern ကကြတော့ဘာလဲမဟုတ်ဘဲနဲ့စင်စဲတော့ by name တစ်ခုခုတက်ပြီးမေးမှာဥပမာစင်စဲကကင်ထားတာကိုစာအုပ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ဟုတ်မဟုတ်ကမသိကြဘူးအဲ့ခါကျတော့အဲ့လိုမျိုးပေါ့ဒါကစာအုပ်လားဂျပန်စာအုပ်ဆိုလဲဂျပန်စာအုပ်လားပေါ့နော်ဥပမာဘောပန်တို့တချို့ခဲသားဘောပန်တော့မတဲကွဲဘူးလေအဲ့ဆိုစင်စဲလာပြီးတော့ဒါကဘောပန်လားအဲ့လိုမျိုးပေါ့ confirm လုပ်ချင်တာဒါဘာလဲလို့မေးတာမဟုတ်ဘဲနဲ့ဒါလားဆိုပြီး by name နဲ့မေးတဲ့အခါမျိုးတွေမှာကြတော့ဒီ pattern ကိုသုံးတယ်ပေါ့နော်အဲ့တော့ကိုယ့်လက်ထဲမှာရှင်ခိုးတွေအနီးမှာရှင်ဆိုတဲ့အဝေးမှာရှင်အားတွေကတော့ပုံမှန်တိုင်းသုံးမယ်ဒီဆွဲကြောင့် particle ဝလေးသုံးပြီးတော့ by name တစ်ခုခုနဲ့ပေါ့နော် noun 1ဖြစ်သလားဆိုပြီးစစရမေးလိုက်တယ်ပေါ့ noun 1 desk ဆိုရင်မေးလိုက်တယ်အကယ်၍ကိုကင်ထားတဲ့အရာဝတ္ထုကကိုမေးတဲ့ noun 1ဖြစ်နေတယ်ဆိုရင်တော့ဘာပြန်ဖြေမလဲ hi noun 1 desk လို့ပြန်ဖြေပေးမယ်ပေါ့နော်ဟုတ်ကဲ့ noun 1ဖြစ်ပါတယ်ပေါ့အကယ်၍ကိုမှပြောတဲ့ဟာမှားနေတယ်မဟုတ်ဘူးဆိုရင်တော့ e ရဲ့နဲ့ပြန်ဖြေရမှာပေါ့ e ရဲ့မဟုတ်ပါဘူး now to desk now to ပါဆိုပြီးဖြေမယ်ဥပမာကွာကိုကအပိဓာန်ကိုကင်ပြီးတော့ပေါ့နော်ခိုးတွေကအပိဓာန်ကိုစစလို့ G-shot လို့ခေါ်ရမလား G-shot desk ကလို့မေးလိုက်မယ်ပေါ့အဲ့ဒါမျိုးဟုတ်ကဲ့ G-shot ဖြစ်တယ်ဆိုရင်တော့ height G-shot desk ပေါ့အကယ်၍အပိဓာန်မဟုတ်ဘူးရိုးရိုးစာအုပ်ပဲဆိုရင်တော့ e ရဲ့ hon desk ဆိုပြီးပြန်ဖြေမှာပေါ့နော်အဖြေမှန်ကိုပြန်ဖြေပေးမှာပါအဲ့တော့ဒီကဘာကွာဝါလဲဆိုတော့ဒီမှာကြည့်ကြည့်အောင်နော်ဥပမာလေးမှာဆိုလေးဝါ Hondas ကတဲ့အဲ့ဒါကစာအုပ်လားဆိုပြီးတော့သူကဟိုကညွှန်းလိုက်တာပေါ့နော်အဲ့ဒီမှာရှိနေတာစာအုပ်လားဆိုပြီးတော့မေးလိုက်တယ်မေးလိုက်တဲ့အခါမှာအဖြေမှန်ကစာအုပ်ဖြစ်နေရင်တော့ဘာလို့ပြန်ဖြေမှာလဲ Hi Hondas လို့ပြန်ဖြေပေးမှာအကယ်၍စာအုပ်မဟုတ်ဘူးဆိုရင်တော့ E ရဲ့အပိဓာန်ဖြစ်နေခင်ဘာ desk လဲ G-shot desk ဆိုပြီးတော့ဖြေပေးရမယ်
နော်အဲ့တော့တင်းနဲ့ကဘာကွာခြားလဲလို့မေးတစ်ကဘာလဲဆိုပြီးမေးတာဘာလဲဆိုပြီးမေးတဲ့အချိန်မှာဘာဆိုပြီးတော့အဖြေမှန်အောင်ပြောပေးရုံပဲဥပမာဘာလားလို့မေးတဲ့အခါမှာစာအုပ်ဆိုလဲ Hondas ပေါ့အပိရဆိုရင်လဲ T-shirt test ပေါ့နော်မဂ္ဂဇင်းဆိုလဲဇာရှိ test ဆိုပြီးဖြေရုံပဲနံပါတ်2ကကြတော့ဘာလဲလို့မေးတာမဟုတ်ဘဲနဲ့ဒါလားဆိုပြီးနာမည်တက်ပြီးမေးတာပါနာမည်တက်ပြီးမေးတဲ့ဟာမျိုးတွေမှာဆိုရင်ဘာထည့်ပေးရမလဲဆိုတော့မှန်တယ်ဆိုရင် height ထည့်ပေးရမယ်မဟုတ်ဘူးဆိုရင် e ရဲထည့်ပေးရမယ်ဒါလေးအရေးကြီးပါတယ်ဟုတ်ပြီနော်အဲ့တော့ Kodewa Nandas ကလို့မေးတဲ့မေးခွန်းမှာ by name တက်ပြီးမမေးထားတဲ့အတွက်ကြောင့်မလို့ဘာဆိုပြီးတန်းပြောလို့ရပါတယ်ဒီလိုမျိုး by name တက်မေးထားတဲ့ဟာတွေဆိုရင်တော့ဟုတ်တယ်ဆိုတဲ့ height မဟုတ်ဘူးဆိုတဲ့ဘာကိုပါမှာလဲ e ရဲ့ဘာကိုပါရပါမယ်ရမယ်နော် okay အဲ့ဆိုရင်နောက်ထပ်တစ်ခုဆက်သွားကြည့်အောင်စေလို့ကဲအဲ့ဆိုနံပါတ်3ပတ်တန်လေးပေါ့နော်နံပါတ်3ပတ်တန်လေးကကြတော့စင်စေတို့ကနောက်နှစ်ခုတည်းကဘယ်ဟာလဲလို့မေးတဲ့အခါမျိုးမှာသုံးတယ်ဥပမာကွာမြင်တောင်ပြောရမယ်ဆိုရင်စစဲတို့တစ်ခါတလေခဏန်းနေရေးတယ်လေတချို့ရေးတာဥမာဒီလိုရေးလိုက်တယ်ဒီလိုရေးလိုက်တယ်ပေါ့နော်အဲ့တော့ခုနှစ်ကိုတစ်ခါလေဒီအလဲဟာမဖြတ်ဘူးဒီတိုင်းမရေးတယ်အဲ့လိုရေးတဲ့အခါမှာဒါဂျပန်မှာဆိုဒီလိုပဲရေးတာပေါ့နော်ခုနှစ်ကအဲ့တော့တစ်ဆိုရင်ဂျပန်ဒီလိုပဲရေးတယ်ဒါပေမဲ့စတို့တစ်ခါလေတစ်ကဒီလိုရေးကြတယ်လေနော်အဲ့လိုရေးတဲ့အခါမှာဒါတစ်ရေးထားတာလားခုနှစ်ရေးထားတာလားမသေးကွဲဘူးပေါ့ထားပါတော့ရှေ့ရစလုံးနော်အဲ့လိုမျိုးတွေမေးတဲ့အခါမှာဒီပတ်တန်မျိုးကိုသုံးတာဒါကတစ်လားခုနှစ်လားအဲ့လိုမေးမှာချို့ဆိုလဲဒါရှိတယ်လေဟီရာကနာရေးလိုက်တယ်ရေးတာကတော့ဗာရေးချင်တာလဲဆိုအိုးရေးချင်တာဖြစ်မှာပေါ့နော်ဒါပေမဲ့မလှတော့ဒီလိုကြီးဖြစ်နေရထားပါတော့အဲ့တော့ဒါအလိုအိုးလိုဖြစ်နေတယ်ဒီလိုဟာမျိုးတွေကိုမေးမှာဒါကအရေးထားတာလားအိုးရေးထားတာလားအလားအိုးလားဒါတစ်လားခုနှစ်လားနောက်မှားတတ်တာဆိုဒီဟာမျိုးပေါ့နော်ဒါမျိုးရေးထားတယ်ဒါဆိုဣလားရိလားမသေးကွဲဘူးပေါ့နော်ဒါရေးထားတာဣလားရိရေးထားတာလားအဲ့လိုမျိုးစစဲတို့ကမသေးကွဲတဲ့အခါမှာပြန်မေးချင်တဲ့အခါမျိုးမှာဒီပတ်တန်ကိုသုံးတယ်ဟုတ်ပြီနော်ဒါဒီဆိုရင်တော့ခိုးတွေပေါ့နော်ဟိုဟာဒီဆိုရင်တော့ဆိုတွေဟိုကဟာဒီဆိုရင်တော့အားတွေဆိုပြီးသုံးပြီးတော့နောင်ဝမ်းလားနောင်တူလားလို့မေးမှာနောင်ဝမ်းဖြစ်သလားနောင်တူဖြစ်သလားလို့မေးတဲ့အခါမှာဖြစ်သလားဆိုရင်စစဲတို့ desk ကနဲ့မေးခဲ့တယ်လीနော်အဲ့တော့နောင်ဝမ်း desk ကဒါမှမဟုတ်ရင်နောင်တူ desk ကဆိုပြီးတော့စစဲတို့ကမေးရပါမယ်ဒါကနောင်ဝမ်းဖြစ်သလားနောင်တူဖြစ်သလားဆိုပြီးတော့မေးမှာအဲ့ဒါမျိုးဆိုရင်စစဲတို့ကအဖြေကတစ်ခုပဲဖြစ်မှာပေါ့ဟုတ်လားနောင်ဝမ်းဆိုရင်လည်းနောင်ဝမ်းနောင်တူဆိုရင်လည်းနောင်တူဆိုတော့တစ်ခုပဲရွေးပြီးတော့နောင်ဝမ်းဆိုရင်နောင်ဝမ်း desk ပေါ့နော်ကဲနောင်တူဆိုရင်လည်းဗာလဲနောင်တူ desk ဆိုပြီးတော့ပဲပြန်ဖြေပေးရမယ်ဟုတ်ပြီနော်အဲ့တော့ဥပမာလေးနဲ့မြင်တာအောင်ကြည့်ရမယ်ဆိုရင်ဟိုးကဟာနဲ့သုံးထားတယ်ပေါ့နော်အာရေဝဟိုးကဟာဒီတဲ့ဘိုးရူပန် desk ကဘောပန်လားရှာပူပန်ရှိရူ desk ကခေတာဘောပန်လားလို့သူကမြည်ထားတာအဲ့တော့ဘောပန်လားခေတာဘောပန်လားသူမတဲခွဲလို့ပေါ့နော်ဘောပန်လားခေတာဘောပန်လားလို့မေးတဲ့အခါမှာအဖြေမှန်ကတော့ဘောပန်ဖြစ်တယ်လို့ဖြစ်တဲ့ကြောင့်ဘာပဲရေးလိုက်ရုံပဲလေဘိုးရူပန် desk လို့ဖြေလိုက်ရုံပဲအကယ်၍အဲ့ဒါခေတာဘောပန်ဖြစ်ခဲ့တယ်ဆိုရင်လည်းရှာပူပန်ရှိရူ desk ဆိုပြီးတော့ဖြေပေးရုံပဲအဲ့တော့အဖြေတစ်ခုကိုရွေးပေးရုံပဲသူ့မှာတော့ height တွေ e ရဲ့တွေမလိုပါအောင်ရပါနော်โอเคအဲ့တော့ဒီ3ခုပြီးသွားပါပြီပထမပတ်တန်ကိုပြန်ပြောရမယ်ဆိုရင်ပေါ့နော်ဒါပတ်တန်လေးကိုနားလည်အောင်စဉ်းစားပြန်ပြောပေးပါမယ်နံပါတ်1ပတ်တန်อ่ะပေါ့နော်နံပါတ်1ကကြတော့ဘာလဲလို့မေးမှာဘာလဲလို့မေးတဲ့မေးခွန်းမျိုးအတွက်ဆိုရင်စစဲတို့ကဘာလဲလို့မေးတဲ့မေးခွန်းမျိုးအတွက်ဆိုရင်ဘာဆိုပြီးတော့ပဲအဖြေပြန်ပေးအောင်ပါပဲနောက်တစ်ခုနံပါတ်2မှာဆို by name နဲ့တက်မေးတဲ့အခါမျိုးမှာဟုတ်ရင် height ထည့်ပေးရမယ်မဟုတ်ဘူးဆို e ရဲ့ထည့်ပေးရမယ်ပေါ့နော်နောက်ထပ်အခုနံပါတ်3ပတ်တန်မှာဆိုရင်တော့နောင်ဝမ်းလားနောင်တူလားဆိုပြီးမေးတဲ့မေးခွန်းမှာနောင်ဝမ်းဆိုရင်နောင်ဝမ်းဖြစ်တယ်နောင်တူဆိုရင်နောင်တူဖြစ်တယ်ဆိုပြီးပဲဖြေပေးရပါပြီနော်โอเคအဲ့ဆိုနောက်ထပ်ပတ်တန်လေးတစ်ခုထပ်သွားပါမယ်စစ်စစ်တို့အခုသင်လိုက်တဲ့ထဲမှာပေါ့နော်ဒါကဘာလဲဒါကစာအုပ်လားဒါကစာအုပ်လားအပိဓာန်လားဒါမျိုးတွေပဲသုံးခဲ့တာပေါ့နော်အဲ့တော့စစ်စစ်တို့ကအဲ့ဒီထားပါတော့စာအုပ်ဆိုရင်လည်းစာအုပ်မှာမျိုးစားအများကြီးရှိတယ်လေစာအုပ်လို့ပြောလိုက်ရင်ဥပမာအင်္ဂလိပ်ဘာသာစကားစာအုပ်ဂျပန်ဘာသာစကားစာအုပ်တရုတ်ဘာသာစကားစာအုပ်စပိန်ဘာသာစကားစာအုပ်အမျိုးမျိုးရှိတယ်အမျိုးမျိုးရှိတယ်ပေါ့ဟုတ်ပြီနော်အဲ့လိုပဲမဂ္ဂဇင်းဆိုရင်လည်းရှိမှာလဲမဂ္ဂဇင်းဆိုရင်လည်းရှိမှာလဲဆိုတော့ဥပမာကင်မရာဆိုရင်ကင်မရာမဂ္ဂဇင်းကားဆိုရင်ကားမဂ္ဂဇင်းနောက်တစ်ခါ fashion မဂ္ဂဇင်းဆိုမဂ္ဂဇင်းဆိုရင်တော့မဂ္ဂဇင်းရဲ့အမျိုးအစားတွေအများကြီးရှိတယ်အဲ့လိုပဲအရာဝတ္ထုပစ္စည်းဖြစ်တဲ့တော့ထားပါတော့တော့ခါငိနော်တော့ဆိုရင်လည်း0ကတော့မှာဆိုအခန်းတော့ရှိတယ်ကွာနော်ကားတော့ရှိတယ်ကွာဘီရိုတော့ရှိတယ်ကွာအဲ့လိုတော့အမျိုးအစားတွေအများကြီးရှိလိမ့်မယ်နော်အဲ့လိုအခြေအနေမျိုးတွေပြောတဲ့အခါမှာအမျိုးအစားကို0ကသိကျင်တယ်ဒါကဘာလဲလို့မေးလိုက်တယ်မေးလိုက်တဲ့အခါမှာဒါကတော့ပါလို့ပြောတယ်โอเคအဲ့မှာလည်းမရက်ချင်ဘူးဘာတော့လဲအခန်းတော့လားကားတော့လားလို့ဘာတော့လဲအဲ့လိုအမျိုးမြင်မေးချင်တဲ့အခါမှာဒီနံပါတ်4ပတ်တန်လေးကိုသုံးပေးရပါမယ်အဲ့တော့ဘာလေးလဲဆိုတော့သူကဒါဒီဆိုတဲ့အကြောင်းလို့ခိုးတွေဆိုတဲ့အားတွေပဲပေါ့နော်ဒီထဲကတစ်ခုကိုသုံးပြီးဒီဖြစ်တဲ့ကြောင့် particle ဝဆိုပြီးတော့ဟာသူကနောင်ရဲ့နောင်ဖြစ်တယ်ဥပမာတော့ဆိုရင်တော့တစ်ခုရှိတယ်ပေါ့နော်နောက်ကကားတစ်ခုကားတော့လို့ဆန်းဆဲကပြောချင်တယ်ထားပါတော့ကားတော့ဆိုရဲနောင်နှစ်ခုဖြစ်သွားပြီကားရဲ့ဘာရဲ့လဲတော့ရဲ့
ဟုတ်ပြီနော်အဲ့လိုအခြေအနေမျိုးနောက်နှစ်ခုဆိုဆရာတို့ကဘာလေးထည့်ပေးရလဲဆိုတော့တန်းပြီးတော့ကားတော့ဆိုပြီးတော့ခုတို့မှခါငီးဆိုပြီးသုံးလိုက်လို့မရဘူးနောက်နှစ်ခုじゃဘာလေးခံပေးရလဲဆိုတော့ not လေးခံပေးရတယ်ဘာလေးခံပေးရလဲ not လေးခံပေးရတယ်အဲ့တော့အဲ့ဒီဟာလေးကိုဒီအဲ့တော့ဒါဆိုရင်ကားတော့ဆိုမြန်မာလိုပဲကားအရှိမတော့နောက်မှာဒီတိုင်းပဲအဲ့တော့ခုတို့မှ not ခါငီးဒါမျိုးသုံးလိုက်အောင်ပါပဲဟုတ်ပြီနော်ကားတော့ဖြစ်သည်ဒါမျိုးပေါ့နော်ဥပမာဒါဒီကားတော့ဖြစ်သည်လို့ပြောခြင်းခိုရေဝါခိုတို့မှ not ခါငီး test ဒါမျိုးလေးသုံးလိုက်အောင်ပါဟုတ်ပြီနော်အဲ့တော့မေခွန်းမေးတဲ့အခါကျတော့ဘာတော့လဲလို့မေးမှာအဲ့တော့ဘာဆိုရင်မေခွန်းဆိုတော့ဘာနဲ့မေးရမှာလဲနန်ဒါဆိုရင်နန်နော်နောင်ဒက်စကနန်နော်ခန်းဂီဒက်စကဒါမျိုးသုံးပါပေါ့နော်ဘာတော့လဲဒါမျိုးမေးလို့ရပါတယ်အဲ့တော့နောင်နှစ်ခုဖြစ်သွားတယ်ပေါ့နော်ဘာလဲလို့မေးတော့ကနန်ဒက်စကနဲ့မေးနောက်တစ်ခုပဲဖြစ်ရတယ်လीနော်ဟိုကဘာနောင်လဲလို့မေးချင်တဲ့အကြောင်းလို့နန်နော်နောင်ဒက်စကဆိုတာအမျိုးအစားအောင်မေးတာပါဘာနောင်လဲလို့မေးတဲ့အခါမှာဘာနောင်ပါဆိုပြီးပြန်ဖြေပေးရမယ်အဲ့တော့နောင်တစ်ခုကြောက်ဘာလေးထည့်ပေးရမှာလဲနော်လေးထည့်ပေးရပါမယ်ဟုတ်ပြီနော်အဲ့တော့ဥပမာလေးနဲ့ကြည့်ရအောင်ခိုရေဝါတဲ့နန်နော်ရှိဒီဒက်စကဒါကဘာ CD လဲလို့မေးထားတယ်အဲ့တော့ CD ချက်တွေမှာလည်းမျိုးမျိုးရှိတယ်လေအင်္ဂလိပ် CD လားဂျပန်စာ CD လားကိုရီးယားဘာသာစကား CD လားမျိုးစုံရှိတယ်အဲ့တော့ဘာမျိုးစားလဲလို့မေးချင်တော့နန်နော်ရှိဒီဒက်စကလို့မေးလိုက်တော့သူအင်္ဂလိပ်ဘာသာစကား CD ဖြစ်တဲ့အတွက်ကြောင့်မလို့အေဂောနော်ရှိဒီဒက်ဆိုပြီးတော့သူကဖြေပေးထားတယ်ပေါ့နော်โอเคဒါအမျိုးအစားကိုမေးတာပါအဲ့တော့အမျိုးအစားကိုမေးခြင်းဘာနဲ့မေးရမှာလဲ nan not noun နဲ့မေးပါမယ်เนาะအဲ့တော့ noun တစ်ခုကြာ not ခံပြီးတော့ဖြေပေးရပါမယ်ဟုတ်ပြီเนาะကဲနောက်တစ်ခုကကြတော့ပစ္စည်းဆိုတာမျိုးကလေသူ့ကိုပိုင်ဆိုင်တဲ့လူဆိုတာရှိတယ်လေဟိုစာအုပ်ဆိုလဲဘသူရဲ့စာအုပ်လဲကားဆိုရင်လဲဘသူရဲ့ကားလဲအိမ်ဆိုရင်လဲဘသူရဲ့အိမ်ဆိုပြီးပိုင်ဆိုင်တဲ့သူတရားရောက်ရှိတယ်ပေါ့နော်စစတို့ကအဲ့ဒီပိုင်ဆိုင်တဲ့အရာကိုမေးတဲ့ခါကျရင်ကြတော့ဘသူရဲ့ noun လဲလို့မေးရပါမယ်เนาะအဲ့တော့ဘသူရဲ့ noun လဲမေးဖို့အတွက်ဆိုလဲဒါကဘသူရဲ့ noun လဲပေါ့နော်ဒါဆိုရင်ခိုတွေဝပေါ့ဟိုကဆိုရင်ဆိုတွေဝဟိုကဟာဆိုရင်အာတွေဝပေါ့နော်ဘသူဆိုတာကိုရှေ့အခန်းမှာသင်ခဲ့ဖို့တယ်ဘာနဲ့သင်ခဲ့လဲဆိုတော့ဓာတ်တယ်လို့သင်ခဲ့တယ်ဘသူဆိုရင်ဘာနဲ့သင်ခဲ့လဲဓာတ်တယ်အဲ့တော့ဘသူရဲ့ noun လဲလို့မေးတဲ့အခါမှာဓာတ်တယ်နော် noun desk ဆိုပြီးတော့ပြောပြရပါတယ်ဟုတ်ပြီနော်ခိုးလေးဝဓာတ်တယ်နော် noun desk ဒါကဘသူရဲ့ noun လဲဒါဆိုရင်ဓာတ်တယ်နော်နဲ့မင်းဒါပိုင်ဆိုင်မှုကိုပေးတာပေါ့ဘသူရဲ့ဟာလဲဟုတ်ပြီနော်အခုနနံပါတ်၄ပတ်တံမှာသင်ခဲ့တဲ့ nan not ဆိုရင်ဒါအမျိုးအစားကိုမေးတာပေါ့နော်ဘာ noun လဲ nan not noun ဆိုရင်ဘာ noun လဲလို့မေးတာဖြစ်ပြီးတော့ဓာတ်တယ်နော် noun ဆိုရင်နော်ဘသူရဲ့ noun လဲဆိုပြီးပိုင်ဆိုင်မှုကိုမေးတာဖြစ်သွားပါတယ်အဲ့ဒါဆိုရင်ဒီ noun ရဲ့နေရာမှာလူနာမည်ထည့်ရတော့မှာပါဥမာယာမာဒါဆန်ရဲ့ noun ဆိုယာမာဒါဆန် not noun ပေါ့နော်မီဒါဆန်ရဲ့ noun ဆိုတာမီဒါဆန် not noun ဒီနေရာမှာဘာဖြစ်မှာလဲဆိုတော့လူနာမည်ဖြစ်သွားမှာပေါ့ဟုတ်ပြီနော်โอเคအဲ့ဆိုဥပမာလေးကိုကြည့်ကြည့်အောင်ဒီမှာဆိုရင်ခိုးလေးဝါတဲ့ဓာတ်တယ်နော် carbon desk carbon ဆိုတာအိတ်ကိုပြောတာလေနော်အဲ့တော့ဘသူရဲ့အိတ်လဲလို့မေးလိုက်တယ်သူကအိတ်ကိုကင်ပြီးတော့ပေါ့နော်အဲ့တော့ခါရီနာဆန်ရဲ့အိတ်ပါဆိုတော့ဘာဖြစ်သွားလဲခါရီနာဆန်နော် carbon desk ဆိုပြီးတော့ဖြည့်ပေးရမယ်နောက်တစ်ခုကြာဘာလေးထည့်ရမှာလဲ not လေးထည့်ပြီးတော့ဖြည့်ပေးရမယ်နော်ခါရီနာဆန်ရဲ့အိတ်ပါအဲ့တော့ဓာတ်တယ်နော်နဲ့မေးရင်စစတို့ကဒါကပိုင်ဆိုင်မှုကိုပြတာဖြစ်ပြီးတော့ nan not နဲ့မေးရင်တော့ဒါကဘာဖြစ်မှာလဲအမျိုးအစားကိုပြတာပေါ့နော်အဲ့လိုလေးခွဲလို့ရပါတယ်โอเคအဲ့ဆိုနောက်ဆုံး pattern ဖြစ်တဲ့ခုနိုဆိုနိုအာနိုအသုံးပေါ့နော်အဲ့တော့ခုနိုဆိုနိုအာနိုကခုတော့ပါရှင်းတော့က vocabulary ရှင်းတော့ပေါ့နော် vocabulary ရှင်းတော့ကလည်းရှင်းပြခဲ့ပါတယ်ခိုးရေးဆိုရင်ဒီအရာဒီဟာဆိုရင်နောက်မှာ tammy particle ဝသုံးလိုက်လို့ရတယ်ဒါဒီလို့ပြောချင်တာဒါပေမဲ့ခုနိုဆိုနိုအာနိုကြတော့နောက်မှာဘာကတ်ကိုကတ်မှာလဲ noun ဘာကတ်မှာလဲ noun တစ်ခုပါမှာသူ့ရဲ့အဓိပ္ပာယ်ကပြည့်စုံပါတယ်အဲ့တော့ခုနိုဆိုရင်ဒီဆိုပဲအဓိပ္ပာယ်ရတယ်အဲ့တော့ဒီ noun လို့ပြောချင်တဲ့အခါမှာKono plus noun ပါအောင်ပါမယ်ဥပမာ D8 D9 D10 ဒါမျိုးဖြစ်မှာလေနော်အဲ့ဒါကြောင့်ဒီ Kono တို့ Sono တို့ Ano တို့သုံးခဲ့မယ်ဆိုတော့နောက်မှာဗာလေးကပ်ပေးရမှာလဲဆိုတော့ noun အဲ့တော့ noun ကလည်း8တို့ ka တို့ဆိုရင်နောက်က noun လေးဖြစ်မယ်အဲ့ဒါကြောင့်ဒီ noun လေးကိုကတ်တဲ့အခါမှာဘသူဤဟာဖြစ်သည်လို့ပြန်ပြောချင်ဒါလူနာမည်နောက်က not ဆိုတော့ဒီနောက်က noun လေးကဒီရှိကိုရောက်သွားတာနော်အဲ့တော့ယာမာဒါဆန်ရဲ့ဟာဖြစ်သည်ဆိုယာမာဒါဆန် not desk အဲ့တော့ဒီလိုမျိုးအဓိပ္ပာယ်ဖြစ်သွားမှာပေါ့နော်စာကြောင်းလေးနဲ့ရှင်းပြပေးမယ်စစတို့ကတခုရေးမယ်ပေါ့နော်ちょっとねဥပမာကခိုးလေးဝါယာမာနာဆန်နော်ခါဆာဒက်လို့စစတို့ကပြောမယ်ပေါ့နော်ခိုးလေးဒါဒီတဲ့ယာမာနာဆန်နော်ခါဆာဒက်ပေါ့ちょっとねဂျပန်တိုက်အဲ့တော့ခိုရီဝါယာမာဒါဆန်တော့ခါဆာတက်ဆိုပြီးစပြောပြမယ်ပေါ့နော်အဲ့တော့ဒါကယာမာဒါဆန်ရဲ့ထီးဖြစ်တယ်လို့စစကပြောထားတယ်အဲ့ဒါကိုစစကခုနိုနဲ့ပြန်ပြောင်းတဲ့အခါမှာကျတော့ခုနို
ခါဆာဆိုဖြစ်သွားမှာနောက်ကခါဆာကိုရှေ့ကိုပို့လိုက်မှာဘာလို့ဆိုတော့ခုနိုရဲ့နောက်မှာဘာကတ်ကိုကတ်မှာနောက်ကတ်မှာအဲ့တော့ခုနိုခါဆာဝါယာမာရာဆန်နိုဒက်ဒီထီဒီယာမာရာဆန်ဤဟာဖြစ်သည်အဲ့လိုလေးပြောင်းသွားတဲ့သဘောပေါ့နော်အဲ့တော့ဘသူရဲ့ဟာလဲလို့မင်းရင်လဲဗါတယ်လေဓာတ်တယ်တော့ပဲဖြစ်သွားတယ်ဒီနောင်မပါတော့ဒီနောင်ကဘယ်ရောက်သွားလို့လဲဆိုတော့ဒီအရှိကိုရောက်သွားတာလीเนาะဒီအရှိကိုရောက်သွားတဲ့အတွက်ကြောင့်မလို့နောင်ကဒီအရှိကိုရောက်သွားတဲ့အတွက်ကြောင့်မလို့ဆက်ဆယ်တို့ကဒီနောက်ကနောင်လေးကိုရှေ့ကိုပို့လိုက်တဲ့အတွက်ကြောင့်ဒီနောက်မှာနောင်မပါတော့ဒါမျိုးပါအဲ့တော့ဒီမှာပြောထားတယ်เนาะခိုရီဝါဓာတ်တယ်နော်ကာဗန်ဒတ်ကတွေ့လားဒါဆိုရင်ခိုရီဓာတ်ဒီဓာတ်တယ်နော်ကာဗန်ဒတ်ကဘသူရဲ့အိတ်လဲလို့မေးတဲ့ဟာကိုခိုနိုနဲ့ပြောင်းတဲ့အခါမှာဒီကာဗန်ကဘယ်ရောက်သွားလဲဆိုရှေ့ကိုရောက်သွားတော့ခိုနိုကာဗန်ဝါဆိုတော့ဒီကာဗန်မရှိတော့ဘဲနဲ့ဗာနဲ့ပဲတုံးလိုက်လဲဓာတ်တယ်နော်ဒတ်ကဘသူရဲ့ဟာလဲဒါမျိုးပဲဖြစ်သွားတာဒီနေရာကာဗန်ဒီရှေ့ကိုရောက်သွားတာအဲ့တော့ခရီနာဆန်ရဲ့ဟာပါဆိုတော့ဘာပဲထည့်အောင်မလဲခရီနာဆန်နော်ဒတ်ဆိုပြီးတော့ထည့်ပေးလိုက်ရင်ရပြီဘာလို့လဲဆိုတော့ခရီနာဆန်ဤဟာဖြစ်သည်ဆိုရင်ရတယ်ဆိုရှေ့မှာခါပန်းရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်နားလည်မလားမသိဘူးဟုတ်ပြီနော်အဲ့တော့ဒီမှာခိုရီနဲ့တော့ကကြောင့်ခိုရီဝါနောင်တော့နောင်တက်ဆိုပြီးရေးထားတဲ့ဟာကခိုနိုမှာကြဒီနောက်ကနောင်ကရှေ့ကိုရောက်သွားပြီးတော့ဒီနောက်မှာနောင်မရှိတော့ဘူးဒါကြောင့်လို့ဓာတ်တယ် not desk ဆိုပြီးတန်ပြောလို့ရပါတယ်ဟုတ်ပြီနော်โอเคအဲ့ဆိုရင်ဒါလေးကတော့အခန်း2ရဲ့ grammar လေးပဲဖြစ်ပါတယ်အဲ့တော့အခန်း2မှာကတော့ပြန်ပြောရမယ်ဆိုရင်ဒါတက်မဲ့ပစ္စည်းတွေကိုပြောတာဖြစ်ပြီးတော့ဘာလဲလို့စစဲတို့ကတက်မဲ့ကိုမေးတဲ့အခါမှာမေးခွန်းစလုံးလေးဘာနဲ့မေးရလဲဆိုတော့နန်းနဲ့မေးရပါတယ်နန်းနဲ့မေးတဲ့အခါမှာဘာဖြစ်ပါတယ်ဆိုပြီးသူ့ရဲ့အဖြေကတက်မဲ့ပစ္စည်းတစ်ခုကိုပဲရေးလိုက်ရုံပါပဲအဲ့လိုမဟုတ်ဘဲနဲ့ by name နဲ့ noun 1လားလို့မေးတဲ့ဟာမျိုးဆိုအကယ်၍ noun 1ဖြစ်တဲ့ဆိုရင်တော့ height ထည့်ရပါမယ်မဖြစ်ဘူးဆိုရင်တော့ဘာဖြစ်ရမှာလဲ es ဆိုပြီးတော့ထည့်ပြီးတော့ဖြည့်ပေးဖို့လိုပါတယ်โอเคအားဆိုရင်နောက်ထပ်တစ်ခုကတော့နောက်ခုနပြောသွားတယ်ပေါ့နော်နှစ်ခုတည်းကတစ်ခုရွေးရတာမျိုး noun 1လား noun 2လားလို့မေးတဲ့မေးခွန်းမျိုးမှာ noun 1ဖြစ်တယ်ဆိုတော့ noun 1 does noun 2ဖြစ်တယ်ဆိုတော့ noun 2 does ဆိုပြီးတော့တစ်ခုကိုရွေးချယ်ပေးအောင်ပါပဲ height ရဲ့မလိုအပ်ပါဘူးနောက်တစ်ခုကတော့nan တော့ noun does ကနဲ့မေးတာပေါ့နော်ဘာ noun လဲလို့မေးရင်ဒါအမျိုးအစားကိုမေးပါတယ်အဲ့လိုမျိုးဆိုရင် noun နှစ်ခုကြားမှာဗာထည့်ပေးရမှာလဲ not လေးထည့်ပြီးတော့ဥမာကတော့အခန်းတော့အင်္ဂလိပ်စာ CD ဟုတ်ပြီနော်ဂျပန်စာအုပ်ဒါမျိုးတွေဖြစ်သွားတယ်အဲ့တော့မြန်မာလိုဘာသာပြန်တဲ့အခါမှာတော့ဂျပန်စာဤစာအုပ်လို့မပြန်ဘူးပေါ့နော်ဒါပေမဲ့နောက်နှစ်ခုကြားဆိုဂျပန်စာနဲ့စာအုပ်ကြားပါလေးထည့်ပေးရမှာလေ not လေးတော့ထည့်ပေးဖို့လိုတယ်ပေါ့နော်ကဲအဲ့ဆိုနောက်ထပ်တစ်ခုကကြတော့ပိုင်ဆိုင်မှုကိုမေးတဲ့အခါကျရင်တော့ဗာနဲ့မေးလဲဓာတ်တယ်နော်နောင်နဲ့မေးတယ်အဲ့ဆိုဒီအရှိမကလူနာမည်ဖြစ်မှာပေါ့ဟုတ်ပြီနော်အဲ့လိုမဟုတ်ဘဲနဲ့ဒီမှာကြတော့ခိုးတွေဆိုတဲ့အားတွေအစားခုနိုဆိုလို့အာနိုကိုသုံးတဲ့အခါမှာဒီနောက်ကနောင်လေးကရှေ့ကိုရောက်သွားတယ်နော်အဲ့တော့ဒီနောက်မှာကဒီနောင်မရှိတော့ဘဲနဲ့နောင် one not dash ပဲဒီမှာဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့မေကိုမေးတဲ့အခါမှာလဲဒါတယ် not dash ကနဲ့ပဲမေးတယ်ဘသူရဲ့ဟာလဲလို့ပဲမေးပါတယ်ရမယ်နော်ဒါကတော့အခန်း2မှာရှိတဲ့ grammar pattern အကုန်ပါပဲအဲ့တော့စစ်ရှင်းပြရလေးကိုလည်းနားလည်မယ်လို့ထင်ပါတယ်ကဲမိနာဆန်တို့မှာပေါ့နော်ဒီကြည့်နေတဲ့မေးစရာမေးခွန်းလေးတွေရှိလာခဲ့ရင်လည်းဒီဗီဒီယိုလေးရဲ့အောက်မှာ comment ပေးသွားလို့ရပါတယ်နောက်ဗီဒီယိုလေးမှာလည်းနောက် lesson လေးတွေကိုဆက်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်တဲ့အကြောင်းမလို့ဆက်လက်ဆောင်ကြည့်ပေးကြပါအောင်နော်